မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ One Friday Fight စစ်မြင့်ထက်မှာဆက်ပြီးကြည့်ရမယ့်မြန်မာ fighter တွေရဲ့တွဲဆိုင်တွေကိုအရင်ဆုံးပြောပြချင်ပါတယ်ပြည်တယ်များခင်ဗျာရှေ့လာမယ့်လာပိုင်းအတွင်းမှာတော့ကျွန်တော်တို့မြန်မာ fighter တွေရဲ့တွဲဆိုင်တွေကိုဆက်ပြီးတော့အဆက်မပြတ်ကြည့်ရှုကြရအောင်ပါဘာဖြစ်လို့လဲဆိုတော့လက်ရှိ One Championship ကစီစဉ်ထားတဲ့အနေအထားအရမြန်မာ fighter တွေရဲ့တွဲဆိုင်တွေကတိတ်ပြီးကျဲသွားမှာမဟုတ်ပါဘူးဒီတစ်ပတ်ကျင်းပမဲ့ One Friday Fight ပြိုင်ပွဲမှာပဲMU ရဲ့တွဲဆိုင်ကကိုမင်းပွဲနေရာကနေပါဝင်လျက်ရှိပါတယ်ဒီလာထဲမှာပဲလာမယ့်26ရက်နေ့မှာခန်းခန်းနားနားနဲ့ကျင်းပမဲ့ One Friday Fight 126ပြိုင်ပွဲမှာတွဲလင်းထက်နဲ့ဆမ်မေတို့တွဲဆိုင်ကိုလည်း promotion ဘက်ကတရားဝင်ကြေညာထားပြီးပါပြီဒါကြောင့်မလို့ဒီလအတွင်းမှာတင်တရားဝင်အတည်ပြုလို့ရတဲ့တွဲဆိုင်က2ခုထိတောင်ရှိနေတယ်လို့ပြောလို့ရနေပါတယ်နောက်ထပ်ပြည်သက်တွေစောင့်ကြည့်ရမယ့်တွဲဆိုင်တွေကတော့စိုးလင်းဦးနဲ့ထွန်းမင်းအောင်တို့ပွဲစဉ်တွေဖြစ်ပါတယ်ဒီ fighter နှစ်ယောက်စလုံးကသူတို့ရဲ့ပွဲစဉ်တွေဟာမကြခင်လာတော့မယ့်အကြောင်းပြည်သက်တွေကိုချပြထားပြီးပါပြီစိုးလင်းဦးရဲ့ manager ကလည်းမကြခင်ဒီ fighter ရဲ့တွဲဆိုင်လာတော့မယ့်ဆိုတဲ့အကြောင်းကိုပြည်သက်တွေကိုချက်ပြထားပါတယ်ထွန်းမင်းအောင်ကတော့သူကိုယ်တိုင်ကိုပြည်သက်တွေကိုချက်ပြနေတာပါဒါကြောင့်မလို့မကြခင်အချိန်တွင်းမှာလဲဒီ fighter နှစ်ယောက်ရဲ့တွဲဆိုင်တွေကိုကြည့်ရှုကြရအောင်မဲလို့ပြောလို့ရနေပါတယ်ဒီလာကုန်ပြီနောက်လာ10လပိုင်းဆိုရင်တော့စွန်ရဲရဲ့ပွဲစ조사ဝင်းတို့ရဲ့ပွဲတွေလည်းရှိနေပါတယ်ဒါကြောင့်မို့လို့မြန်မာ fighter တွေရဲ့ပွဲစဉ်တွေကတိတ်ပြီးဝေးကွာသွားမှာမဟုတ်ဘူးလို့ကျွန်တော်ကဆိုကြည့်ချင်တာပါဒီနေရာမှာထူးဆန်းနေတဲ့အကြောင်းအရာလေးတစ်ခုတော့